Hello, hello မင်္ဂလာပါ Mr. PCY Gaming YouTube Channel ကနေမိတ်ဆွေတငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Okay ဒီတစ်ခေါက်ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီနေ့ PUBG Mobile မှာ Exclusive Treasure မှာပါဝင်လာတဲ့ event အသစ်လေးတစ်ခုရှိရပေါ့နော်။ဒီ event လေးကနေတစ်ဆင့်မိတ်ဆွေတငယ်ကျွန်တော်အနေနဲ့ mission လေးတွေပြုလုပ်ပြီး Exclusive Treasure မှာပါဝင်လာတဲ့ဒီ voucher ကတ်ကလေးတွေ9ခုလုံးဝ not free ရရှိမယ်ပေါ့နော်။ event လေးကတော့အရန်ကိုလွယ်ကူရွှေ့ရှင်းပါတယ်။ဒီ event လေးရဲ့ mission လေးကိုကျွန်တော်အနေနဲ့အားလုံးအသေးစိတ်ရှင်းပြပေးပါမယ်။ဆိုတော့ Exclusive Treasure တွေကိုကျွန်တော်တစ်ချက်ဝင်လိုက်ပေါ့ဗျာ။ဝင်လိုက်တဲ့တစ်ပြိုင်နက်တည်းဒီမှာပါဝင်လာတဲ့ကျွန်တော်တို့ event shuttle ဆိုတဲ့ဟာလေးကိုထောက်လိုက်ပေါ့နော်။ဒီထောက်လိုက်တဲ့ပြိုင်တဲ့ဒီမှာ90% short ဈေးနဲ့ကျွန်တော်ဒီ outfit skin လေးပေါ့နော်။ legendary မဟုတ်တဲ့ outfit skin လေးကိုတော့အနေနဲ့90% short သေးနဲ့ကျွန်တော်ရောင်းချပေးနေတယ်ဒီ event အသစ်လေးမှာတော့90% short သေးနဲ့ဒီ detective bandy set ကလေးကိုတော့အနေနဲ့လုံးဝတော့ UC 120နဲ့လုံးဝအမှန်ကန်တော့ဝယ်ယူလို့ရရှိမယ်ပေါ့နော်ဒီ outfit skin လေးကလည်းအရင်တော့မစိုးပေါ့နော် main ကလေး outfit skin ဆိုပေမဲ့လည်းယောက်ျားလေးတွေဝယ်လိုက်တဲ့အနေထားလေးတော့ရှိရပေါ့နော် okay ကျွန်တော်အနေနဲ့ဒီ outfit skin လေးကိုဝယ်လိုက်မယ်ပေါ့ဗျာဝယ်ပြီးရတဲ့တပြိုင်တည်းဒီ outfit skin လေးကိုဝယ်ရမယ်ဝယ်ပြီးတော့ mission လေးတွေစိုးရမယ်ပေါ့နော်အဓိကသူ့ရဲ့ mission လေးတွေကတော့ဒီ outfit skin ဝယ်ပြီးတော့ပွဲကို10ပွဲတိစိုးရမယ်ပြီးကျွန်တော်အနေနဲ့ကိုယ့်ရဲ့ teammate ပေါ့နော်သူ့ရဲ့တငယ်ချင်းနဲ့တော့ပွဲ9ပွဲစိုးရမယ်ပြီးတော့ဒီပွဲထဲမှာတော့ enemy 10ယောက်တက်လိုက်မယ်ဒါဆိုရင်တော့ဒီ mission တွေအားလုံးကပြီးသွားမယ်ပေါ့ A few moments laterဒီ mission တွေအားလုံးပြီးသွားရင်လည်းပြန်လေဒီ exclusive treasure မှာပေါဝင်လာတဲ့ဒီ voucher ကတ်ကလေးတွေရရှိမယ်ဒီ voucher ကတ်ကလေးတွေကလည်းတော့အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့9ကတ်တိတိရရှိမယ်ပေါ့နော်ဒီ voucher ကတ်ကလေးကနေတစ်စက်ဒီ exclusive treasure မှာပေါဝင်လာတဲ့ဒီ outfit skin တွေ pepper skin တွေဒီ pan skin တွေအားလုံးလည်းတော့ free ကန်ဆန်းလို့ရတယ်ပေါ့ဗျာမိတ်ဆွေတကယ်ကျွန်တော်အနေနဲ့လည်းဒီ event လေးမှာပေါဝင်လာတဲ့ဒီ outfit skin တွေကိုကြိုက်နေတတ်တယ်ဆိုရင်90% short ဈေးUC 120နဲ့ဝယ်လို့ရတယ်တကယ်လို့ဝယ်ပြီးရတဲ့ပြန်တဲ့ကျွန်တော်အခုပြောသလိုပဲ mission လေးတွေပြုလုပ်သွားတဲ့ပြန်တဲ့ exclusive treasure ရဲ့တော့ voucher ကတ်ကလေး9ခုလုံးဝ free ရရှိမှာဖြစ်ပါတယ်။ Okay ပါဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်နေလဲဒီ exclusive treasure မှာပါဝင်လာတဲ့ဒီ90% short သေးဒီ event အသစ်လေးကိုလည်းမိတ်ဆွေတကယ်ကျွန်တော်နားလည်သွားပြီလို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ like and subscribe ပြုလုပ်နိုင်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတကယ်ကျွန်တော်ဒုတိယချင်းစီတိုင်းအောင်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ။ကဲအားလုံးပဲ bye bye